ရဒီတော့မေးရတယ်ရတယ်ဟုတ်ဒါကျွန်တော်ဒါခုနှစ်သားစုစုပေါင်းအစုလေးပါဟုတ်ကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ဘယ်လိုဖြစ်တာလဲမသိဘူးဟွာပြီးနဲ့ဓမ္မယုံဗိမာန်ပြူကြတာမုံပြူကြတာပေါ့ဒါတော့စစပြီးတော့ဒီခြေချောင်းလေးပဲဖြတ်လိုက်ရဒီဘွားဆုတ်ပြတ်တာဒီဘုံလေးပဲခြေကဒီနားလောက်ကိုဖြစ်နေဟုတ်ဆရာဝန်ပြောတာဒါလိုက်စားနေမကောင်းနိုင်ဘူးဆိုတော့ဒီလောက်ပဲဖြတ်လိုက်ရစိတ်ကောင်းပါဦးမှာဟုတ်ကောင်းတော့ဖိုက်တယ်ဒီဆိုင်ပါအောင်တော့အားတော်တယ်ကြီးရကောင်းလေးဟုတ်လားဟောအေးကောင်းလေးပါနားမှာလည်းစီတီးနေတာစစ်တက်လိုက်တာဟုတ်ကဲ့ဒီဆိုင်ပြီးတော့နော်ကိုလဲဟွာထက်လူရလေးဆိုတော့လာအောင်မယ်ဟုတ်ပါအောင်မယ်နော်ဟုတ်ကဲ့